အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ online class ကပဲဖြစ်ဖြစ် TikTok ကပြည်သက်တွေအားပေးနေတဲ့ပြည်သက်တွေပဲဖြစ်ဖြစ်ကျွန်တော်အရင်ဆုံးဒီကြောက်လေးကိုရင်ပြောပြပေးပါမယ်ဗျကြောက်လေးရဲ့မော်ကတော့ခန်းဒီလေးဖြစ်ပါတယ်ကြောက်ကဒီလိုအခွန်ကြီးလိုက်တဲ့ပုံစံအရာကတော့မကြံကားလို့ထင်ရပါတယ်ဗျဒါပေမဲ့တေချာကြည့်ပါဗျမကြံကားမဟုတ်ပါဘူးကျွန်တော်တို့အချောက်ခွန်ဘက်ကလာတာဖြစ်ပါတယ်ဒါပေမဲ့ခန်းဒီနော်ကျွန်တော်နန်စီမွန်ဘက်ကနေပြီးမှအချောက်ခွန်နေတော့အဆူခွန်နေအဆူမော်တွေပါရှိသေးတယ်ပေါ့ဗျာအဲ့ဒီဘက်ကလာခဲ့တဲ့အနေထားလေးပေါ့ကြောက်ရဲ့ကာလာဘောက်ကိုအရင်ကြည့်မယ်ကျွန်တော်တို့ဒီမှာဖြတ်သားကိုမြင်ရတဲ့အတွက်ကြောင့်ကျွန်တော်ရမ်းနေတော့ကြည့်ရမလို့တော့ဘာလို့လဲဆိုတော့ကျွန်တော်အထင်မြင်ဖြစ်ပြီးသားအတွက်ကြောင့်เนาะကျွန်တော်လိုရင်းတူရှင်းကိုအရင်ပြောကြားပေးမယ်ဗျကျွန်တော်ကာလာဘောက်ကကြည့်ချင်းအားဖြင့်ကျွန်တော်မျိုးဝါရီဘက်ကိုလဲပါတယ်ကျွန်တော်ကာလာဘောက်ကိုကြည့်ပြီးရင်အသားလေးကိုတစ်ချက်ကြည့်အောင်เนาะကောင်းလားမကောင်းလားဆိုတော့အတန်လေးကိုတစ်ချက်နားထောင်ကြည့်လိုက်ပါเนาะအတန်လေးတွေကတော့ကြည်ရပေါ့ဗျာအတန်အားဖြင့်ကြည်ရအားဖြင့်ကြောက်သားကောင်းတာပေါ့နော်ကြောက်သားကောင်းတယ်ကြောက်စီလေးအနေချင်းပါမယ်ကြောက်သားရတယ်ဒါပေမဲ့အစီအားဖြင့်တော့တုံတန်ကိုအစီပြေကြီးတော့မပါနိုင်ဘူးเนาะအရေးပေါ်မှာအသားရတယ်ပျော်တယ်ပေါ့ဒီလောက်တော့ပြည့်စုံပါတယ်เนาะကြောက်ရဲ့အသွားလာပုံစံတွေကတော့ပန်းအောင်မှာအပွက်ပုံစံလာတယ်ကာလာဘောက်ကတော့အဝါရီမျိုးဝါရီဘက်ကိုလဲတယ်ပေါ့ဗျာเนาะကြောက်အထိုင်အဝိန်းနဲ့ကာလာဘောက်လေးကတော့မဆိုးဘူးရောင်းစည်းဝယ်စည်းကိုမပြောသေးဘူးဆိုတာအခုမှလုံနေကင်နေတဲ့အတွက်ကြောင့်ကျွန်တော်မပြောသေးပါဘူးကျွန်တော်ရဲ့ဒီကြောက်လေးကိုကြိုက်နှစ်တက်တယ်ဆိုရင်ပဲဖြစ်ဖြစ်စိတ်ဝင်စားတယ်ဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော် online ကပဲဖြစ်ဖြစ်เนาะ TikTok ကျွန်တော်ညီကို fan တွေတွေကပဲဖြစ်ဖြစ်ကျွန်တော်အပြင်မှာလက်တွေ့လာရောက်ကြည့်ပြီးမှရောင်းချပေးပါမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်လည်းခုမှရထားတာဖြစ်တဲ့အတွက်ကြောင့်ရောင်းစည်းဝယ်စည်းကိုမပြောသေးပါဘူးကြိုက်နှစ်တက်တယ်ဆိုရင်ကျွန်တော်ဒီပုံစံတိုင်းလေးကိုမလုပ်သေးပါဘူးဗျဒါတော့ကျွန်တော်တိုင်းနှစ်တက်တဲ့နန်းလေးတော့ဖြတ်ထားပြီးစိတ်ဝင်စားတယ်ဆိုရင်တော့အပြင်မှာလာရောက်ကြည့်ရှုပြီးမှဝယ်လို့ရပါတယ်အပြင်မှာရောင်းစည်းဝယ်စည်းကိုတော့ကျွန်တော်ကြည့်ကြည့်ပြီးတော့ပြောပေးပါမယ်ဘာလို့ line ပေါ်မှာရောင်းဝယ်မလုပ်ဘူးလဲဆိုတော့ဒီမြင်ရတဲ့အမြင်နဲ့အပြင်မှာလက်တွေ့မြင်ရတဲ့အမြင်နဲ့ကနည်းနည်းလေးကွာခြားနေမှာစိုးလို့အပြင်မှာလာရောက်ကြည့်ပြီးမှလည်းဝယ်ယူလို့ရပါတယ်အတက်နိုင်ဆုံးအကောင်းဆုံးထားပြီးမှကို့အမြင်တိုင်းဝယ်ယူသွားလို့ရပါတယ်ဗျဘာလို့ line ပေါ်မှာမရောင်းလဲဆိုတော့လွဲနေမှာဆိုလို့ပါအပြင်မှာလာရောက်ကြည့်လို့ရပါတယ်ကျွန်တော်ထိုင်တဲ့39လမ်းပကံကျောင်းမြောက်ဘက်ပေါက်လေးမှာကျွန်တော်ရှိပါတယ်ဗျလာရောက်ဝယ်ယူခြင်းတယ်ဆိုလဲရပါတယ်နော်အရင်ဆုံးကြောက်လေးတို့အရင်ပြပေးပါမယ်နော်ကြောက်ရဲ့ကာလာဘောက်ကိုပြောထားတယ်ကျွန်တော်တို့မျိုးဝါရီလောက်ကိုဖြစ်မယ်ကာလာကနည်းနည်းလေးတော့ခြူပါမယ်နော်ကြွားတော့မဟုတ်ဘူးကျွန်တော်ရိုက်ပေးထားတာက iPhone နဲ့ရိုက်ပေးတဲ့အတွက်ကြောင့်ကာလာဘောက်ကအနီးစပ်ဆုံးအမှန်ဆုံးထီကိုကျွန်တော်ရိုက်ပေးထားပါတယ်เนาะဟိုတချို့မီတွေ Samsung နေနဲ့ဆိုရင်တော့ effect တွေပါတွေကာလာဘောက်တွေပါနေမှာဆိုလို့ကျွန်တော်ရိုက်ပေးထားတာ iPhone နဲ့ရိုက်တဲ့အတွက်ကြောင့်ကာလာဘောက်ကအဲ့လောက်ကြီးတော့မလွဲနိုင်ပါဘူးဗျအနီးစပ်ဆုံးနဲ့ကိုကြည့်နေတဲ့ဖုန်းက Samsung လို့မီလို့ဆိုရင်တော့နည်းနည်းလေး effect နည်းနည်း short ကြည့်လို့ရပါတယ်ကျွန်တော်ရှိမှာကတော့လုံးဝကာလာအမှန်နဲ့ကိုရိုက်ပေးထားတာဖြစ်ပါတယ်เนาะသူ့ရဲ့ခေါင်းနဲ့အပေါက်တွေနက်ပေါက်တွေကတော့ကြံပါသေးတယ်ဗျအခြေပေါက်လေးရောကြံပါသေးတယ်ကျွန်တော်ဒီတိုင်းပဲဒီမြင်တိုင်းပဲကိုကျွန်တော်စိတ်နိုင်တဲ့ဈေးကကျွန်တော်ရာအောက်ကက်ကက်ဆိုရင်ကျွန်တော်ရောင်းပေးပါမယ်ဗျဒါတော့ကျွန်တော် online ပေါ်ကနေပြီးမှတဆင်ရောင်းပေးတာမဟုတ်ဘူးအပြင်မှာလာရောက်ကြည့်ပြီးမှဝယ်ယူလို့ရပါတယ်ဗျနေဝေးကဆိုရင်တော့မန်လေးကအတီးတယောက်ကိုကြည့်ပြီးမှပဲအပြင်မှာလက်တွေ့လာရောက်ဝယ်ယူလို့လဲရပါတယ်ဗျဒါလေးကိုပြောပြီးတော့ဒီနေရာမှာပဲမိကုန်းချော့လိုက်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ선별 흩어진 신호 오늘도 떠도는 디지털 방황자